Hello အားလုံးမင်္ဂလာပါ Mr. PC1 Gaming YouTube Channel ကနေမိတ်ဆွေတငယ်ကျွန်တော်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Okay ဒီတစ်ခေါက် video လေးကတော့ကျွန်တော် PUBG Mobile မှာဒီနေ့ Lucky Spin အသေးလေးထွက်ရှိထားတယ်ပေါ့နော်။ဒီ Lucky Spin လေးကနေတစ်စင်ကျွန်တော် UC နည်းနည်းလေးသုံးပြီးတော့ဒီလိုမျိုး Matic Skin တွေပေါက်နိုင်မလားဆိုတော့ကျွန်တော်အနေနဲ့ဒီ video လေးမှာမိတ်ဆွေတငယ်ကျွန်တော်အားလုံးရှင်းပြပေးပါမယ်။ Okay ဒီ Lucky Spin လေးကတော့ကျွန်တော်ရဲ့ account မှာတော့ပေါ်တယ်ပေါ့နော်။မိတ်ဆွေတငယ်ကျွန်တော်ရဲ့ account မှာပေါ်မပေါ်တော့မသိဘူး။ကျွန်တော်ရဲ့ account ကတော့ Turkey region ဖြစ်တယ်ဒါကြောင့်မို့လို့ဒီ Lucky Spin event လေးကိုပေါ်နေရတယ်ပေါ့နော်။ Okay မိတ်ဆွေတငယ်ကျွန်တော်အနေနဲ့ဒီမှာပေါ်ဝင်လာတဲ့ skin တွေကတော့ Matic Skin နဲ့ထဲပါဝင်မယ်ဒီကတော့ Outfit Skin ကတော့ Matic Skin ပေါ့နော်။ Hacky ရတဲ့ကျွန်တော်ဒီ Pepper Skin တွေ Gun Skin တွေဒါတွေကတော့ Legendary Skin တွေဖြစ်တယ်ဒီမှာပါဝင်လာတဲ့ Outfit Skin နဲ့ထဲလေးကတော်တော်လေးမိုက်တယ်ပေါ့နော် Hacky ရတဲ့တော့ကျွန်တော်အရင်တော့မကြိုက်ဘူးဒီမှာတော့ယောက်ျားလေး Outfit Skin လေးကတော့တော်တော်လေးကိုမိုက်တယ် Main ကလေး Outfit Skin လေးလည်းမစိုးဘူးပေါ့နော်တော်တော်လေးမိုက် Hacky ရကျွန်တော် Main ကလေးရဲ့Hacky ရတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်တော်တော်လေးလည်းမိုက်တယ်ဒီမှာပေါ်နေတဲ့တခြားသော skin တွေတော်တော်များများလည်းရှိရပေါ့နော်အဓိကအနေနဲ့တော့ဗျာတော့ Pepper Skin တွေပါဝင်မယ်ပြီးတော့အနေနဲ့ Sky Gun Skin လေးပါမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အရင်တော့မကြိုက်ဘူးဗျာအဓိကနေတော့ယောက်ျားလေး Outfit Skin လေးတော်တော်လေးကြိုက်တယ်ပြီးတော့ Main ကလေး Outfit Skin လေးလည်းမစိုးဘူးပေါ့နော်သူကလည်းသူတော့မိုက်တယ်ဒါပေမဲ့ကျွန်တော်ကအရန်ကြိုက်ဆုံးကတော့ဒီယောက်ျားလေး Outfit Skin လေးဖြစ်တယ်ပေါ့နော် Okay ဒီမှာတော့နေနဲ့ Lucky Spin လေးမှာကန်ဆန်းမယ်ဆိုရင်တော့နေအချိန်ရေတွက်ပေါ်မူတည်ပြီးတော့ reward လေးတွေရရှိမယ်တော့10ချိန်မှာဆိုတော့ဒီ Premium Grade Coupon လေးတစ်ခုရရှိမယ်ချိန်25ချိန်မှာဆိုတော့ဒီ coin များလေး5ခုရရှိမယ်ပေါ့ဗျာအချိန်50မှာဆိုတော့ Lady Skin လေးတစ်ခုကိုလုံးဝ free ရရှိမယ်တော့အချိန်80ဆိုရင်တော့25ခုတော့ coin များလေးရရှိမယ်ပေါ့ဗျာအချိန်120ပြည့်သွားပြီဆိုရင်တော့ဒီ coin များလေးတော့ခု40ကိုရရှိမယ်ပေါ့နော် Okay ဒီ coin များတွေကဘာလို့လုပ်လို့ရလဲဆိုတော့ reading shop မှာမိတ်ဆွေတကယ်ကျွန်တော်နေဒီ coin များလေးနဲ့ပြန်ပြီးတော့လဲလို့ရတယ်ဒီ event မှာဒီ Lucky Spin လေးမှာပါဝင်လာတဲ့တော့ Outfit Skin တွေ Hacky ရ Pepper Skin တွေ Gun Skin တွေဒါတွေကိုလည်းလဲလို့ရတယ်ပြီးရင်တော့ဒီ reading shop မှာပါဝင်လာတဲ့တခြားသော skin တွေကိုလည်းတော့လဲလို့ရတယ်ပေါ့ဗျာဒီတို့ကြောင့်မို့ဒီ coin များလေးတွေရရှိလာတဲ့ဒါတော့မစိုးလို့တော့ပြောလို့ရတယ်ပေါ့နော်ဒီ coin များလေးတွေကတော့အချိန်ကန့်သတ်မရှိမိတ်ဆွေတကယ်ကျွန်တော်ရဲ့ account ထဲမှာရှိနေမှာဖြစ်တယ်မိတ်ဆွေတကယ်ကျွန်တော်ရဲ့ account ကလာတော့ region ပြောင်းလိုက်မယ်ဆိုရင်ဒီ coin များလေးတွေသုံးလို့ရမှာတော့မဟုတ်တော့ဘူးပေါ့နော် Okay ဒါဆိုတော့မိတ်ဆွေတကယ်ကျွန်တော်လည်းဒီမှာတော့ UC 10နဲ့နေ့စဉ်နေ့တိုင်းကန်ဆန်းလို့ရတယ်ပေါ့နော်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့ကန်ကောင်းလည်း UC 10နဲ့လည်းဒီလိုမျိုး Matic Skin တွေတော့ coin များတွေခြားတော့ Legendary Skin တွေလည်းပေါက်နိုင်တယ်ပေါ့ဗျာ Okay ကျွန်တော်အနေနဲ့အခု UC 10နဲ့ပထမဆုံးချိန်စပြီးတော့ကန်ဆန်းကြည့်မယ်ပေါ့နော်ဘာတွေပေါက်မလဲတော့တစ်ချက်ကြည့်လိုက်ကြရအောင် Let's go Okay ဟေ့ရောက် classic grade ပုံလေးနှစ်ခုရပေါ့နော် Okay ဒါဆိုတော့မိတ်ဆွေတကယ်ကျွန်တော်ကိုပြောပြချင်တာကတော့ဒီ Lucky Spin လေးကိုမိတ်ဆွေတကယ်ကျွန်တော်ရဲ့အကောင့်မှာပေါ်လာတကယ်လို့ပေါ်လာရင်တကယ်လို့ဖောက်တင်လာဆိုတော့ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်တော့100%တော့မှဆိုရင်တော့အနေနဲ့60%လောက်တော့ဖောက်စီခြင်းနေပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ Matic Skin တွေမကြိုက်ဘူးဒီ skin တွေမလိုချင်တဲ့သူဆိုရင်တော့ဒါမဖောက်တင်ဘူးအဓိကနေတော့ဒီ Lucky Spin ကိုကန်ဆန်းမယ်ဆိုရင်တော့ Matic Skin ကိုလိုချင်တဲ့သူမှဖောက်လို့ရမယ်ပြီးတော့ဒီ Matic ဒီ Lucky Spin လေးကိုဖောက်လိုက်မယ်ဆိုတော့ coin များလေးတွေလည်းရရှိမယ်ပေါ့နော်ဒီ coin များလေးတွေတကယ်လို့ဒီ coin များလေးကတော့ reading shop မှာလဲလို့ရတဲ့အတွက်ကြောင့်ဒါတော်တော်လေးတော့အသုံးဝင်မှာဖြစ်ပါတယ်Okay ပါဒါဆိုတော့မိတ်ဆွေတကယ်ကျွန်တော်ဒီ Lucky Spin မှာပါဝင်လာတဲ့တော့ skin တွေကိုကြိုက်ကြတာဆိုတော့ကျွန်တော်ဒီ video ရဲ့ comment မှာဝင်အောင်ပြောကြားလို့ရပါတယ် Okay ပါဒီ video လေးကတော့ဒီလောက်ပါပဲเนาะဒီ video လေးကိုကြိုက်နေတဲ့ဆိုရင်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့ like subscribe ပြုလုပ်နေပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတကယ်ကျွန်တော်ဒုတိယစီစဉ်ရအောင်ကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြမယ်เนาะကဲအားလုံးပဲ bye bye